အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လွန်ပြီးကကြီးထဲမှာ69ရက်နေတော့မှာပဲတို့ဒီခဏတည်းအခုလောလောဆယ်ဘာလို့မှလည်းမသိတော့ခဏဒါရိုက်တဲ့အထုဒါလွန်ဗီဒီယိုလည်းရိုက်ရမှာမသိအော်မဟုတ်ကမိုင်ဘုံနေရိုက်ရမှာဒါရီနဲ့ဘာလုပ်လို့ရတယ်မသိစီတူပူရပြီကျွန်တော်ဒီဒီမှာနောက်တဲ့မှာရေးဟိုမှာလှီးရဘာလို့မို့ဖြင်းသေးမို့လားမသိအော်မဟုတ်ဘူးဒါဟိုလိုပဲနေမယ်ဟောဗာလေ999 in the foil လိုပဲနေမှာဟုတ်တယ်99 night အဲ့လိုပဲဒီမှာဒီဝန်ခုလုပ်လိုက်မယ်ဒီပုံကျရင်တို့ဒီမှာမြေပုံကြည့်လို့ရမယ်ဒါကျွန်တော်တို့အိမ်ဒီမှာတစ်တာရပါရှိရယ်ဟိုလိုဒီလိုတွားလို့ရတယ်အခုတော့တယ်ပစ္စည်းရေလုံးလိုက်တော့မယ်နော်ဒီဂိမ်းမှာနေပိုင်ညပိုင်ရှိရအောင်မသိဘူးကျွန်တော်တို့ညကြမှာဆုံးပြေးလာမှာနေတယ်ပစ္စည်းကျိုးစုလာမှာရဒီဘာကြီးမရှိတယ်တော့ကျွန်တော်တို့99နဲ့ခေါ်လို့ပဲနေမယ်ညဘက်ကျမှလုံးဝလုံးပြီးအုပ်လိုက်ကြီးလာဒီမှာဘာရှိတယ်မိုက်ပုံရှိဒီမှာလှီးပိုင်းပါတန်ရတယ်ကွာကျွန်တော်တို့လိုက်ကြည့်လိုက်ပါမယ်ကျွန်တော်ပြင်တော့မယ်ညနေမနေ့နဲ့ဘယ်လိုခွဲလဲမသိခုလောလောဆယ်ဟိုပါပဲရှိတယ်ဒီမှာခုံနေမြင်လိုက်ပါမယ်ယောဂဒါတော့ရတယ်ကာလို့ရတယ်73ခုရတယ်
13ခုနေတော့တခုကမယ်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 နောက်တစ်ခုထပ်ကမယ်ညရောက်ပြီဟာအကျယ်ကြီးတော့ဖြစ်နေပြီရောသုံးဗီဒီယိုဒီကနေပဲတက်မှရဘာလို့လဲဆိုတော့အပြင်ထိုင်တစ်ခါတန်းသေးသွားနိုင်အခုကမှတွေ့ရတဝက်လောက်ကိုင်းအော်အဲ့လိုအနေခင်းရောက်ပြီဟာတော်ဒီဟာညဘက်ကဘာပဲရှိတယ်ဒါဘယ်နှခုထပ်လို့အောင်နည်းနည်းများများလို့အောင်လို့အကြီးထပ်လို့အောင်လက်ပြပေါင်းနေတယ်ဒီမှာရှိရောနော်ဟုတ်တာမျိုးမပြောမမိကျွန်တော် channel လေးကိုကြာရင် like and subscribe လေးလုပ်ခဲ့ပေးကြပါအခုမှဗီဒီယိုစတင်တာမဟုတ်တော့အခုမှဗီဒီယိုစတင်တာမဟုတ်တော့ရှော့ပါမင်းလားထုံပြီးတော့ကျွန်တော်တို့အင်ဂျိုအိမ်ပြတိုက်ကြိုတိုက်ပြတယ်ပါလုံးဗီဒီယိုတက်ရင်ပါရဒီမှာအကောင်ကြီးတော့မှတ်ထားရင်8ကောင်တော့ရှိနေလောလောဆယ်ကဘာမှတော့မရသေးဘူးတွေးပြရမှာတာနေရှောက်ပါပြီbrother တို့ကျွန်တော်ဗီဒီယိုအရင်အရှိသွားမှာမဟုတ်လို့ကျွန်တော်နည်းနည်းလေးစကစ်လိုက်ပါပဲဗျာကျွန်တော်အခုဆိုရင်တော့ day 4ရောက်နေပါပြီခင်ဗျာလူထိုင်ဒီလိုချမ်းပတ်လည်မှာထားမှရအဓိကကတော့ဒီနေရာဟုတ်တယ်တွေးရမရောမှာဒီနေတူတီဝင်လာဒီမှာနှစ်ခုနဲ့ရှာမယ်ကိုတောင်တွေးပြီအဲ့တခုတော့ကောင်းတယ်ကျွန်တော်အရင်လှူမြင်နေရမဟုတ်လို့ဘာလို့ကျွန်တော်အနောက်ကအတန်းတွေကိုမကြားချင်အောင်စောင့်ပေးထားပါဗျာ
ကျွန်တော်အခုဆိုရင်တော့ဒီစစ်ကိုရောက်နေပါပြီဒီစစ်ရိုက်ဖြစ်တော့ရင်တော့ဘယ်ဘက်လဲမသိဘူးလမ်းမမှတ်မိရောဒီဘက်လာမသိဒီုံကြည့်မှအော်ဒီဘက်ဒီနဲ့ဟုတ်တယ်နှစ်ကောင်ကျန်သေးတယ်တစ်ကောင်နှစ်ကောင်တော့၄ကောင်ပဲကျန်တော့တယ်၄ကောင်ပဲကျန်တော့တာရောမင်းတော့ကတော့ဆောင်းမဖွဲ့ရရောဘာရမှာလဲဟိုပစ္စည်းအများကြီးရတယ်ဇွန်ဘီရဲ့နှလုံးသူကိစ္စတွေထည့်တိုင်းပါမယ်ရခဲ့တာတွေကိစ္စတွေထည့်ပါမယ်စီလိုင်းရှိဒီဘက်တော်ရင်စီလိုင်းနှစ်လိုင်းရှိရယ်ပြီးတော့နောက်မှတော့မယ်ဟုတ်တာပဲပစိန်ရှိရတယ်ညောတယောက်ပါဒီမှာဗာမသိရှိရဒီနဲ့နှစ်ချက်ပဲဒီဘုံထုတ်လို့ရတယ်နောက်တော့ထုံးလို့ရတော့2 မိနစ်နဲ့50 စက္ကန့်ကျန်တာတွေကထုတ်လို့မရအောင်
open ဆိုရှိဒီနော်ဒီမှာဒီမှာလေးတနက်ကတလက်တော့ဒါကြတော့ပစိန်ဒါလေးတနက်ပဲကျွန်တော်တို့ဒီမှာအမှန်ချစ်ပြီးသွားဟိုမှာဗာလည်းမသိဘူးရှင်နော်ခရင်အောင်လေးပြရတဲ့နေရာလေးဒီတက်တဲ့ပဲသွားမယ်နေကျွန်တော်အခုဆိုတော့ရောက်ပြီဗျဒါပေမဲ့ဝင်ပေါက်ကဘာမှလည်းမသိဘူးဘယ်လိုဝင်ရလဲဒီမှာဒီထဲကနေဝင်လို့ရမရဘူးဟာဒီမှာရောဟာဒီဝဒနာပေါ်တက်မယ်တက်ပြီးလို့ရှိရင်ຫນွေပေါ်လည်းတက်လို့မရဘူးဟာလို့ဘယ်ကနေဝင်ရမှာတေချာတူးဆန်းလေးအပေါက်လိုက်ရှာရော့ရောက်ရတာနေတော့ယူလို့ရအကောင်ယူအောင်စတူလက်ပြေပေါင်းနေလဲလိုအပ်တယ်ဒါတန်ပြားလဲလိုအပ်တယ်မီးပလင်းလဲလိုအပ်တယ်ဘယ်ဖြစ်လာရတာတန်နေပြမိုက်ပါ့အပေါ်ဆက်တက်လို့ရတယ်1 2 3
ခဲရော့တွေအများကြီးဝယ်ထားရင်ကောင်းလားအိပ်ရကကျွန်တော်ရခဲ့ပြီလေဒီမှာထည့်ပါမယ်စီရတော့ဒီမှာထည့်ရအောင်အဲ့ဒါလက်ဖြစ်ပုံလိုက်ရှာရမတွေ့လို့ဒီထဲမှာရောက်နေကျွန်တော်ဒီမှာ40နဲ့မှ9ခုရှိရတော့ကျွန်တော်ဒီဟာပဲလုပ်ရတော့မယ်ဒီငါစင်လေးလုပ်ထားလိုက်ဘယ်နှခုလုံးဒီမှာထားလိုက်မယ်နော်ဒီမှာမထားဒီမှာထားလိုက်ဒီမှာလေးမရတခုနှစ်ခုသုံးခုဒီဟာကိုတော့ကျွန်တော်ပြင်မှာထားမှရအောင်ဘာလို့လဲဆိုတော့လုံပြီးတဲ့ပြင်ရနေပဲလားပြင်မှာထားလို့မှာထားဒီနန်းလောက်တွင်ရရမှာတော့ဝင်းတကားပေါက်ကဒီမှာတို့ဒီနန်းလောက်တွင်ရတာကျော်လုံးဝင်လို့မရအောင်တို့အခုဘယ်ထထွန်းကောင်းလဲဒီမှာဘာမှမရှိဘူးဆိုတော့ဒီဘက်အဝိုင်းအောင်နေအောင်တော့မယ်ဒီလိုမျိုးပဲဖြစ်တယ်တက်လို့မရဘူးအဲ့ထဲကိုဘယ်လိုဝင်ရမလဲအဲ့ထဲကိုဘယ်လိုဝင်ရမလဲတို့ဒါကိုကျွန်တော်မှတိုင်းမတော်ပြီးတော့မှအေးလေးပြန်လို့ရတယ်ဒီဆိုတော့တစ်တာဖောက်အောင်ကျေးဇူးပါဒီပလင်းကိုလှမ်းမှုချိန်ရောက်ကုန်ရှိရတော့အေးစေး
သေသွားရဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာ11 ထိတော့ကျွန်တော်စောင့်နိုင်ခဲ့ပါတယ်နောက်ပိုင်းမှာဒီထက်ကောင်းတဲ့ဗီဒီယိုတွေလာပါမယ်ကျွန်တော်အားပေးကြပါခင်ဗျာဘိုင်ဘိုင်